PowerPoint မှာကိုယ်စိတ်ကြိုက်ကာလာတွေကိုရောဆက်ပြီး background ဘယ်လိုထားမလဲမင်္ဂလာပါ T4PID Solution Company ကပါဗျကျွန်တော်ပထမဆုံး PowerPoint file လေးတစ်ခုဖွင့်လိုက်မယ် slide လေးနှစ်ခုရှိရပေါ့နော်ကျွန်တော်ဒီ slide 1လေးကိုရွေးလိုက်ပေါ့နော်ဒီမှာပြောင်းချင်တာဆိုတော့ရွေးလိုက်မယ်ရွေးပြီးတော့ menu bar ရဲ့ design tab လေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်နေပြီးသွားရင်ညာဘက်ချမ်းသားလေးမှာ format background ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ညာဘက်ချမ်းမှာအခုလိုမျိုးပေါ်လာရပေါ့နော်ပေါ်လာရင်ကျွန်တော်တို့က gradient fill ကိုရွေးပေးလိုက်မယ်ရွေးပြီးတော့ original ဒီမှာရှိနေတဲ့ default ပေါ့နော်သူက color ဘယ်နှခုရှိလဲဆိုတော့ဒီ3နဲ့3ခုဆိုရင် color 3ခုပေါ့နော်4ခုဆိုရင် color 4ခုပေါ့နော်စသဖြင့်ကျွန်တော်တို့က color 2ခုပဲလိုချင်တယ်ဆိုရင်တစ်ခုကိုရွေးပြီးတော့ဒီမှာအနီအောင်ချက်ချီကလေးပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ရင်ကျွန်တော်တို့ကဒီမှာ2ခုပဲရှိတော့တယ်ပေါ့နော် color 2ခုပဲရှိတော့တယ် color ထပ်ဖြည့်ခြင်းတယ်ဆိုရင်လည်းဒီမှာဒါလေးကပေါင်းထည့်တဲ့ဟာလေးပေါ့နော် color ကိုဒီမှာချိန်မယ်ဆိုလဲချိန်လို့ရတယ်ဥပမာအနီအောင်ပေါ့နော်အနီအောင်လေးချိန်လိုက်ရင်ဒီမှာတုံးလေးမှာရွေးပြီးတော့အနီအောင်ထားရတယ်ကိုကြိုက်တဲ့အတုံးလေးပေါ့နော်ဒါအစိမ်းအောင်ဒါအနီအောင်အဝါအောင်ပေါ့နော်စသဖြင့်ရှိတယ်ကိုကပြောင်းမယ်ဆိုရင်လက်ရှိ slide ကိုပဲပြောင်းနေတာလားဒါမှမဟုတ်ရှိသမျှ slide တွေအကုန်လုံးပြောင်းနေတာလားပေါ့နော်အကုန်လုံးပြောင်းစေခြင်း apply to all နှိပ်ပေးမယ်ဒီတစ်ခုလေးပဲပေါ့နော်ပြောင်းနေတာဆိုရင်ကျွန်တော် crop လေးကိုနှိပ်ပေးရမှာပေါ့နော်ပုံမှန်တိုင်းပြန်ထားခြင်းတယ်ဆိုရင် design menu တွေက format background ကိုပြန်နှိပ်လိုက်မယ် solid fill ကိုပြန်ရွေးပေးလိုက်မယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဗျ